လူငယ်လေးဟာသူ့အိမ်ကအဖိုးတန်တပြေပင်အိုကြီးရုတ်တရက်ခြောက်တွေ့သွားတာကိုအံ့ဩတုန်လှုပ်စွာနဲ့သတိပြုမိလိုက်ပါတယ်တစ်ပင်အောက်မှာတခုခုမြုပ်ထားတယ်လို့တန်တရားဝင်မိတာကြောင့်ချစ်သူကောင်းမလေးကိုခေါ်ပြီးချက်ချင်းပဲတူးဖော်စစ်ဆေးပါတော့တယ်ဒါပေမဲ့သူတို့နှစ်ယောက်တူးဖော်ကြည့်လိုက်တဲ့အခါတစ်ပင်အောက်မှာမြေအောက်ခန်းတစ်ခုပုံကွယ်နေတာကိုမမျှော်လင့်ပဲတွေ့ရှိသွားခဲ့ပါတယ်မြေအောက်ခန်းရဲ့အလဲတဲမှာတော့တောက်ပနေတဲ့ရွှေမြင့်နှမ်းမှုတစ်သား Golden Sock Flow ပတုံးဟီးလို့တည်ရှိနေပါတယ်ဒီတော့မှပဲလူငယ်လေးဟာသူ့အဖိုးရဲ့မေတ္တာတရားနဲ့စေတနာအစစ်အမှန်ကိုနားလည်သွားပါတော့တယ်အဖိုးဖြစ်သူဟာသူ့ကိုမေ့မသွားပဲအကောင်းဆုံးအရာအလုံးကိုသူ့အတွက်ခြံထားရစ်ခဲ့တာပါအတိတ်နောက်ခံနဲ့ဘဝအလှည့်အပြောင်းတကယ်တော့လူငယ်လေးရဲ့အဖိုးဟာဒေတာတွင်မှာနာမည်ကြီးတဲ့လက်သမားဆရာကြီးတဦးဖြစ်ပါတယ်လူငယ်လေးဟာငယ်စဉ်ကတည်းကအဖိုးဖြစ်သူစီကနေလက်သမားအတတ်ပညာတွေကိုကောင်းကောင်းသင်ယူခွင့်ရခဲ့တာပါအဖိုးကွယ်လွန်သွားတဲ့အခါမှာတော့ပရိဘောဂစက်ယုံကြီးကိုအလုံးမလုံးပဲလေလွင့်နေတဲ့ဝမ်းကွဲအကူဖြစ်သူစီလွှဲပြောင်းပေးခဲ့ပြီးလူငယ်လေးအတွက်ကတော့ယိုယွင်းပျက်စီးနေတဲ့အိမ်အိုကြီးတစ်လုံးပဲခြံထားခဲ့ပါတယ်ဝမ်းကွဲအကူဖြစ်သူမိသားစုဟာလူငယ်လေးကိုမိဘမဲ့တယောက်လိုနှိမ်ချဆက်ဆံပြီးအိမ်ပေါ်ကနေအတင်းမောင်းချခဲ့ပါတယ်လူငယ်လေးကတော့မိမိရဲ့လက်မှုပညာကိုအားကိုးပြီးဘဝကိုအတိတ်ကပြန်ဆဖို့ကြိုးစားခဲ့ပေမဲ့မမျှော်လင့်ပဲနောက်တနေ့မှာပဲစီးပွားဖက်တွေကဖုံးဆက်ပြီးစာချုပ်တွေအသီးသီးဖြတ်သိမ်းကြပါတော့တယ်ဝမ်းကွဲအကူဖြစ်သူကလောကထဲမှာလူငယ်လေးနဲ့ဘယ်သူမှအလုံးမလုံးဖို့ပိတ်ပင်တားဆီးထားတယ်လို့ဆိုပါတယ်လူငယ်လေးဟာဒေါသအလွန်ထွက်သွားရုံတင်မကပဲဝမ်းကွဲအကူကပရိဘောဂစက်ယုံကိုလူယူရုံတင်မကအခုလိုလမ်းပိတ်ပြီးအစဖြောက်ဖို့ထိလှုပ်လာတာကိုခံပြင်းမိပါတယ်ကျန်းစာအုပ်ထဲကတဲလွန်စလူငယ်လေးဟာစိတ်မကောင်းခြင်းများစွာနဲ့အဖိုးချန်ထားခဲ့တဲ့လူပန်လက်သမားကျန်းစာအုပ်ကိုလှန်လောကြည့်ရှုရာကနေအဖိုးဖြစ်သူကစာအုပ်ထဲမှာယတနာတိုက်နေရတစ်ခုကိုမှတ်သားပေးထားတာကိုရုတ်တရက်တွေ့ရှိသွားပါတယ်အဲ့ဒီယတနာတိုက်ရှိတဲ့နေရာကတော့အခြားမဟုတ်ပဲသူတို့ရဲ့အိမ်အိုကြီးပဲဖြစ်နေပါတယ်ဒါနဲ့လူငယ်လေးဟာချစ်သူကောင်းမလေးကိုခေါ်ပြီးအိမ်ဟောင်းစီချက်ချင်းဦးတည်သွားပါတော့တယ်ဒီအိမ်အိုကြီးကနှစ်ပေါင်းများစွာစွန့်ပစ်ထားတာကြောင့်ပုံမှန်ဆိုရင်ဘယ်သူမှမလာကြပါဘူးလက်သမားကျန်းစာအုပ်ထဲကတဲလွန်စတွေအတိုင်းရှာဖွေပြီးတဲ့နောက်မှာတော့ခြံထဲက6တွေ့လူနီးပါးဖြစ်နေတဲ့တပြေပင်အိုကြီးကိုလူငယ်လေးအလွယ်တကူပဲရှာတွေ့သွားပြီးအစပိုင်းကမြင်ကွင်းအတိုင်းမြေအောက်ခန်းကိုတွေ့ရှိသွားခဲ့တာပါတန်ဖိုးမဖြတ်နိုင်သောယတနာတောက်ပနေတဲ့ရွှေမြင့်နှမ်းမှုတစ်သားကြီးကိုကြည့်ပြီးလူငယ်လေးရဲ့ရင်ထဲမှာရင်ခုန်စိတ်လှုပ်ရှားမှုတွေထိမ့်မနိုင်သိမ့်မရဖြစ်သွားပါတယ်။ဘာလို့လဲဆိုတော့တစ်သားရဲ့တက်တန်းရတွက်ချက်ကြည့်ရင်အနည်းဆုံးနှစ်ပေါင်းထောင်ချီတက်တန်းရှိနေပြီဖြစ်လို့ပါ2000ချီတက်တန်းရှိတဲ့ရွှေမြင့်နှမ်းမှုတစ်သားရဲ့တန်ဖိုးဟာအလေးချိန်တူရွှေတုံးတွေရဲ့တန်ဖိုးနဲ့တင်နှိုင်းယှဉ်နိုင်ပါတယ်။ဒီတစ်သားတုံးကြီးဟာအနည်းဆုံး9တန်လောက်အလေးချိန်ရှိပါတယ်။တစ်သားတုံးကြီးကိုအစဉ်ပြေပြေထုတ်ယူနိုင်ဖို့အတွက်လူငယ်လေးဟာရိုးရှင်းတဲ့ကပလီမောင်းဖိုးလေးတစ်ခုကိုချက်ချင်းပြုလုပ်ပါတော့တယ်။နောက်ဆုံးမှာတော့ချစ်သူမောင်နှံနှစ်ဦးညတကောင်တိုင်အောင်ပြင်ပန်းကြီးစွာစူးစမ်းပြီးတဲ့နောက်တစ်သားတုံးကြီးကိုမြေပေါ်သို့အောင်မြင်စွာဆွဲတင်နိုင်ခဲ့ပါတယ်။နနခင်နေအောင်ကြီးကတစ်သားတုံးကြီးပေါ်ကြားရောက်လာတဲ့အခါမှာတော့တောက်ပါတဲ့ရွှေရောင်လင်းနှန်းတွေဖြာထွက်လာပါတယ်။ဒါကိုမြင်လိုက်ရတဲ့ကောင်မလေးကတော့ဝမ်းသာအားရဖြစ်သွားပါတယ်။ဒီတစ်သားဖိုးတန်ကြီးရှိနေပြီဖြစ်လို့သူတို့တပားသူရဲ့မျက်နှာကိုငှက်ကြည့်နေစရာမလိုတော့ပါဘူးလက်ရမုံဖန်တီးခြင်းနဲ့စိန်ခေါ်မှုအသစ်ဒါပေမဲ့ဒီလိုထိတ်တန့်အဆင့်ရှိတဲ့အဖိုးတန်တစ်သားကိုဘယ်လိုရောင်းချရမလဲဆိုတာမသိကြပါဘူးလူငယ်လေးကတော့ပြုံးလိုက်ပြီးအဖိုးတင်ပေးခဲ့တဲ့လက်မှုပညာနဲ့ဒီတစ်သားကြီးကိုကဘာကျော်လက်ရမုံတစ်ခုအဖြစ်ဖန်တီးမယ်လို့ပြောပါတယ်ဒီလက်ရဟာသူတို့ဘဝအတိတ်ကပြန်ဆောက်ဖို့အတွက်အဓိကတော့ချက်ပါပဲစက်ရုံအသစ်တည်ထောင်ဖို့ရန်ပုံငွေအမြန်ရရှိဖို့အတွက်လူငယ်လေးဟာတစ်သားတုံးကြီးကနေအပိုင်းစားတစ်ခုကိုဖျက်တောက်လိုက်ပြီးတရက်နဲ့တညအချိန်ယူကာတရုတ်ရိုးရာထိုင်ကုန်ကြီး Cashy Chairs နှလုံးကိုပင်ပန်းခံဖန်တီးလိုက်ပါတယ်ဈေးကောင်းရဖို့အတွက်လူငယ်လေးဟာအရှိပင်လဲဒေါငတ်ပရိဘောဂဈေးကွက်ကိုတွားရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကောင်မလေးကတော့စောင်းနဲ့တေးတေးချာချာထိုင်ကုန်တွေကိုထုတ်ပိုးပေးခဲ့ပါတယ်တညတာအနားယူပြီးနောက်သူတို့နှစ်ဦးဟာအရှိပင်လဲရဲ့အကြီးဆုံးပရိဘောဂဈေးကွက်ကိုရောက်ရှိလာခဲ့ပါတယ်လူငယ်လေးဟာထိုင်ကုန်တွေကိုဆွဲပြီးတဆိုင်ဝင်တဆိုင်ထွက်ဈေးမြင့်ခဲ့ပေမဲ့ဆိုင်ရှင်တွေကရွှေမြင့်နှမ်းမှုတစ်သားကိုမြင်မြင်ချင်းပဲခေါင်းခါရမ်းကြပါတယ်ဘာလို့လဲဆိုတော့လက်ရှိဈေးကွက်ထဲကရွှေမြင့်နှမ်းမှုတစ်သားအများစုဟာအတူတွဖြစ်နေကြလို့ပါဆိုင်ရှင်တွေကလူငယ်လေးကိုအများဆုံးမှငွေ9000ပဲပေးနိုင်မယ်လို့ပြောကြပါတယ်မထင်မှတ်ထားတော့အလှည့်ပြောင်းလူငယ်လေးစိတ်ပြအားငယ်နေတဲ့အချိန်မှာပဲအဖိုးအိုတူကသူ့ကိုလှမ်းခေါ်လိုက်ပါတယ်ထိုင်ကုန်တွေကိုမြင်လိုက်ရတဲ့ခဏမှာတင်အဖိုးအိုဟာအလွန်နှစ်သက်သဘောကျသွားပါတယ်ဘာလို့လဲဆိုတော့ဒီထိုင်ကုန်နှလုံးဟာစစ်မှန်တဲ့ရွှေမြင့်နှမ်းမှုတစ်သားဖြစ်ုံနဲ့မကပဲလက်ရကလည်းဆရာကြီးတူရဲ့ဖန်တီးမှုဖြစ်နေလို့ပါအဖိုးအိုဟာပတ်စံ3တန်းတိုက်ရိုက်ပေးပြီးထိုင်ကုန်တွေကိုဝယ်ယူလိုက်ပါတယ်ကောင်မလေးကတော့လွှဲပြောင်းလာတဲ့ငွေပမာဏကိုကြည့်ပြီးမိမိမျက်စိကိုပင်မယုံနိုင်အောင်ဖြစ်သွားရပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ဝမ်းသာလို့မဆုံးသေးခင်မှာပဲအိမ်နီးနားချင်းကရုတ်တရက်ဖုန်းဆက်လာပါတယ်ဝမ်းကွဲအကူဖြစ်သူကလူငယ်လေးရွှေမြင့်နှမ်းမှုတစ်သားရောင်းချလိုက်တဲ့တဲ့ရင်ကိုဘယ်ကနေဘလို့တိသွားလဲမသိပဲအခုဆိုရင်လူအုပ်ကြီးကိုခေါ်ပြီးအိမ်ဟောင်းစီကိုယတနာတိုက်တူးဖို့သွားနေပြီလို့လှမ်းပြောလိုက်ပါတော့တယ်